ဒီညကတော့ချက်ကရင်တုတ်ပါဖိဖိမှတုတ်မှာပါစားစနွင်းအချို့မုတ်စပလင်လေးနဲ့အရင်လုံးလိုက်ပါမယ်ရှည်ထည့်ပြီးတော့ပြုတ်ပါမယ်စက်သားပြုတ်ထားတော့မှစက်သွန်အဖြိုးအနေကိုအကျန်းဘတ်နဲ့ထောင်းပါမယ်ညက်သွားတဲ့အထိထောင်းပေးရပါတယ်တမယာသေးတစ်လုံးလှီးထားပါမယ်ပြုတ်ထားတဲ့စက်သားလေးတွေကိုဆဲပါမယ်အရိုးတွေကိုတုတ်တာကပိုပြီးတော့ရတာရှိပါတယ်အသားလေးတွေဖယ်ထားပါမယ်ပြီးရင်တော့မျိုးသီးထောင်းထားတာလေးကိုထည့်အချုံမုတ်စားလေးထည့်ပြီးတော့တမယာသီးလေးညှစ်လိုက်ပါမယ်နေပြီးသွားလို့ရှိရင်တော့ချက်ကရင်တုတ်လေးရပါပြီဒီညကတော့ထမင်းပူပူလေးရယ်ငပိရည်တို့စရာရယ်ချက်ကရင်တုတ်လေးရယ်အဆက်ပြေချက်သားပြုတ်ရည်အရေးတောက်လေးရယ်အရန်ကိုပြေဆုံးသွားပါပြီ